္ဂလာပါရှင်အခုဒူးရင်းဒီစားကြမှာဖြစ်ပါတယ်ဒူးရင်းဒီအခါလေးတော့ဘာစားနေလဲပြောလိုက်အောင်ဒူးရင်းဒီဟာဘလောရိုက်ဖို့ကွန်တက်စဉ်းစားလိုက်တဲ့အခါမှာကြောင်းမိတ်ကပ်အလားသူများတွေပေါ့နော်မိတ်ကပ်တွေပါပြင်ပြဖို့ကြောင်းလေကိုပေါ့ကောအဲ့ရရဒီမိတ်ကပ်ကြီးပြင်မနေတတ်ဘူးပြောပြင်လည်းမပြင်တတ်ဘူးဟိုရိုးတနဲ့ပုံမှန်လေးပဲပြင်တတ်တယ်ပေါ့နော်ဟိုနာသွားဒီနာသွားဟာလေးပဲထားကြမိတ်ကပ်ဂျူဂျီဟာဂျူဂျီဘလောရိုက်လို့မရတော့ငါအထားရပါတော့ခရီးသွားဘလောကပါတော့ခရီးသွားပြန်တော့လမ်းထိပ်တောင်မရောက်တဲ့ဘဲခရီးမှလည်းသွားလို့မရပြန်ခရီးသွားဒါလိုပဲလေပြီးတော့တယောက်ခဲသွားလို့မရဘူးလေနော်တယောက်ခဲရအိမ်ကလည်းမလုပ်ဘူးလေဟိုနန်အဲ့တော့မေရလာတယ်မြို့မေရလာဟောတော့ဘောအိမ်မှာမင်းများပြီးရောညအဲ့တော့ travel blogger ရိုက်ဖွာကြပါလေနော်နောက်ဆက်တဲ့အရာအများကြီးလိုသေးရဲ့အခုလိုလိုမဖြစ်နိုင်သေးတဲ့အရာကြီးဖြစ်နေတယ်နော်ဒူတီဘလော့ကကြားရတယ်သူများဆိုကောင်မလေးလလေးမပြင်တတ်ဘူးအဲ့တော့နောက်တစ်ခုဘာဘလော့ကဖြစ်သေးလဲဆိုတော့ဟိုလိုမျိုးတွေဆိုင်နေပါရိုက်ပြရတယ်အဲ့လိုမျိုးသွားပြီးတော့ fashion တိုင်းအဲ့လိုကြားရတယ်ကိုယ်လမ်းထိကခိုင်တာကကိုမရောက်ဖြစ်ဘူးဆိုမရဘူးဆိုတော့ရိုက်เสียဟိုဘာနေတိုင်းမှာဘာလုပ်ဖြစ်ဆိုအခါပြစားနေရဆိုအဲ့ဒီအခါပဲရိုက်ပြဖို့ပဲတတ်နိုင်တော့လေအဲ့ဒီအခါရေးပဲကြည့်ပေးပါအောင်ပြန်ညံ့တဲ့အလုပ်ကိုအခါတစ်မျိုးပဲဖြစ်ရဆိုထားပြပြီပါနော်